Assassin's Creed စီးထဲမှာ strong ဖြစ်တယ်လို့ပြောလိုက်တာနဲ့ကျွန်တော်ကတော့ corner ကန်ဝေးကိုပဲပြောရမှာပါသူ့ရဲ့ combat ကိုလည်းယဉ်ကြည့်လိုက်ပါဦး Boom bam bop bada bop boom pow ဆိုတော့ဒီဘက်ကဘာလို့ကြမ်းနေရလဲသူ့ရဲ့ဇလန်းရောဘာလဲကျွန်တော်တို့ကြည့်လိုက်အောင်ဇလန်းလေးမစခင် YouTube ကကြည့်နေနေဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါဦးတူတော့ဆိုရင်တော့အကောင့်လေးကို follow လုပ်ခဲ့ပေးပါဦးကဲဇလန်းလေးကိုစလိုက်အောင် corner ရဲ့ fucking ဟာ British လူမျိုးဖြစ်ပြီးတော့ Templar ခေါင်းဆောင် Heathen Canway ဖြစ်ပြီးတော့မိခင်ကတော့ Native American မျိုးသမီးတစ်ယောက်ဖြစ်ပါတယ်သူမရဲ့နာမည်က Zio ပါအဲ့တော့သူကကမ္ဘာနှစ်ခုကြားမှာမွေးဖွားလာတဲ့ကလေးပေါ့သူ့အသက်4နှစ်အရွယ်မှာ Charles Lee ဦးဆောင်တဲ့လူစုကသူ့ရွာကိုမိရှို့ဖျက်ဆီးခဲ့ပြီးတော့သူ့မိခင်ကသူ့မျက်စိရှေ့မှာတင်မိထဲမှာတေဆုံးသွားခဲ့ပြီးတော့အမုန်းတရားတွေနဲ့အတူလူငယ်လေးတစ်ယောက်အဖြစ်နှိုးထားလာခဲ့တယ် Charles Lee မင်းကတွေ့အောင်ရှာမယ်ဆိုရဲစိတ်နဲ့ပဲသူ့ရဲ့စိတ်ရောကိုယ်ပါတန်မာအောင်လေ့ကျင့်ခဲ့တယ်အရွယ်ရောက်လာတဲ့အခါမှာတော့သူဟာရှေးအောင်ပစ္စည်းတစ်ခုကနေတစ်ဆင့်အနာဂတ်ကိုကာကွယ်ဖို့ဆိုတဲ့ message တစ်ခုကိုရရှိခဲ့တယ်ဒါကြောင့်ပဲသူကအသက်ကြီးရနေပြီဖြစ်တဲ့ assassin ဆရာကြီး Achilles ကိုရောက်သွားခဲ့တယ်အစာပိုင်းမှာ Achilles ကသူ့ကိုလက်မခံခဲ့ပေမဲ့ကွန်နာရဲ့ခိုင်မာတဲ့စိတ်တဲ့ကြောင့်နောက်ဆုံးမှာလက်ခံခဲ့တယ်အဲ့ဒီနေရာမှာပဲဆိုတဲ့နာမည်ကနေကွန်နာဆိုတဲ့နာမည်ကိုပြောင်းလဲခဲ့ပြီး assassin ပညာရပ်တွေကိုသင်ယူခဲ့တယ်တစ်ပင်တွေပေါ်မှာလေးလိုလှင်မြောင်ပြေးနိုင်ခဲ့တယ်တိုးကောင်တစ်ကောင်လိုပဲအတန်တိတ်အမဲလိုက်နိုင်ခဲ့တယ်ဒါပေမဲ့ Achilles ကသူ့ကိုအမြဲတမ်းသတိပေးခဲ့တယ်မင်းလုံနေရတွေကလောကကြီးကိုပြောင်းလဲပေးနိုင်မှာမဟုတ်ဘူးတဲ့ Forgotten. Assassins are meant to be quiet. ဒီလိုနဲ့ American တော်လှန်ရေးစတင်ခဲ့တယ်။ကွန်နာ George Washington တို့နဲ့ပူးပေါင်းပြီး British တွေကိုတိုက်ထုတ်ခဲ့တယ်။သူထင်ခဲ့တာက British တွေထက်တာရင်သူ့လူမျိုးတွေလွတ်လပ်မယ်ဆိုတာပါပဲ။ဒါပေမဲ့လည်းသူယုံကြည်ခဲ့တဲ့ George Washington ကိုယ်တိုင်ကကွန်နာရဲ့ရောက်ကိုဖျက်ဆီးဖို့အမိန့်ပေးခဲ့တဲ့သူမှတိလိုက်ရတဲ့အခါမှာတော့သူ့ရဲ့မျှော်လင့်ချက်တွေကပျက်စီးသွားခဲ့တယ်။ပိုဆိုးတာကသူ့ဖေဟေသန်နဲ့ပြန်တွေ့ချိန်မှာပါ။တားပါနေရောကရေမန်းချက်ချင်းတူညီခဲ့ကြပေမဲ့ရှောက်တဲ့လမ်းချင်းကတော့မတူညီခဲ့ကြဘူး။နောက်ဆုံးမှာတော့ကွန်နာသူ့ရဲ့ဖခင်ကိုသူ့လက်နဲ့ကိုယ်တိုင်တတ်ခဲ့ရပါတယ်။သူကလွတ်လပ်မှုအတွက်တိုက်ပွဲဝင်ပေးခဲ့ရပေမဲ့တော်လှန်ရေးပြီးဆုံးသွားတဲ့အခါမှာတော့သူ့လူမျိုးတွေကမြေယာတွေကနေမောင်းထုတ်ခံရပြီးအမေရော်ကန်တွေဖြစ်သွားခဲ့ရပါတယ်။ကွန်နာက Charles Lee ကိုနောက်ဆုံးမှာတတ်နိုင်ခဲ့တယ်။ဒါပေမဲ့သူ့မှာဘာအောင်ပွဲမှမရှိခဲ့ဘူး။သူ့မိတေခဲ့တယ်။သူ့ဖေကိုသူကိုယ်တိုင်လက်နဲ့တတ်ခဲ့ရတယ်။သူ့ဆရာ Achilles ဆုံးပါသွားခဲ့တယ်။နောက်ဆုံးမှာသူ့လူမျိုးတွေတောင်သူ့နားမှာမရှိတော့ဘူး။ကွန်နာကန်ဝေးဆိုတာ Axio တို့လိုကြော်ကြားတယ်လို့မဟုတ်ဘူး။အောက်တာရဲ့လိုညံကြီးရှင်လည်းမဟုတ်ဘူး။ဒါပေမဲ့သူဟာအားလုံးကစွန့်ခါသွားချိန်မှာတောင်မှန်ကန်တဲ့အရာကိုလုပ်ဖို့မတွန့်ဆုတ်ခဲ့တဲ့သူ။သူ့ရဲ့နောက်ဆုံးစကားကတော့ငါရှုံးနေကောင်းရှုံးနေနိုင်လိမ့်မယ်။ဒါပေမဲ့ငါဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူးတဲ့အတမာဆုံး assassin တယောက်ရဲ့ဇလန်းကတော့ဒါပါပဲဗီဒီယိုလေးကိုသဘောကျရင် like and subscribe လေးလုပ်ခဲ့ပြီးတော့ comment လေးလည်းမှတ်ပေးခဲ့ပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့